ဒီနေ့ကတဲတို့ဖွဲ့ရအကြီးဆုံးမရဲ့အိမ်တက်ပေါ့နော်တဲတို့ကမနက်ပိုင်းလူမအားတော့မသွားပြစ်လိုက်တော့ညနေပိုင်းမှာကိုစီသွားကြရဲပေါ့နော်ထားချင်လို့တရားတော့လာမနာဘူးနော်ဟုတ်ကတော့မအားလို့ပါဟုတ်တယ်အမရဲ့ညချမှာပါတီလုံးမလာတာနော်ညချမှာအားတယ်တဲတို့ကအခုလိုလူဆောင်ပြီဆိုလို့ရှိရင်မုတ်တွေကိုကိုစီဝယ်လာကြရဲပေါ့နော်ပြီးတော့လို့ရှိရင်စုပြီးတော့စုံစားကြတယ်ဖွဲ့ရ15ရက်ဝင်ချင်လောက်ရှိရဆိုတော့မုတ်တွေအများကြီးစားရတာပေါ့နော်အခုကတော့လူမစုံခင်ဒုတ်ထိုစားချင်လို့ဆိုပြီးတော့အိမ်ရှိရဒုတ်ထိုဝယ်ပြီးစားနေကြတယ်ဟုတ်ပါရဲ့လားဟုတ်လားပေးစားတယ်ဆိုဘယ်ဝိုင်းရပဲနားထားလိုက်လေပြီအမဟာနေလားမူလီဘယ်နှလုံးပို့ထွက်လာလဲမူလီဘယ်နှလုံးကိုစင်ခိုင်းလိုက်တာမူလီပါထွက်သွားတယ်ကနန်းခွက်ကျော်ဟဲ့ကနားကျော်လားတက်စုပါပီဇာနှစ်ချ ချီစာပါရှင်ဘာလာကေတော့ โอเคအချင်းဘယ်လိုထည့်ရလဲအချင်းပဲမျိုးလောလောဆယ်ဒီကတက်တာပါလုံးမနေလို့မငယ်ချင်း ခဏစားလို့ရတယ်ပါရိုက်ခဲလိုက်တယ်ငါတို့ဟဲ့စီဖူတောင်းရစီဖူငါ့ကိုငါဒီဟာဖယ်ပြပါလားငါလဲဒါရတော့တဖြည်းဖြည်းနဲ့လူဆောင်လာပြီဆိုလို့ရှိရင်မုတ်တရားတဖြည်းဖြည်းနဲ့များလာတယ်ပေါ့နော်အဲ့ဒါအကုန်လုံးလဲကောင်းအောင်စားနိုင်ကြရပေါ့နော်ငါတွေ့တာငါဝယ်လာငါပြောတယ်ဝယ်လို့နားမနေဒါကတော့ထမင်းမစားတော့ဆိုပြီးမာလာရှန်ကောမြင်တော့ထမင်းတောင်းနေကြတဲ့အဖွဲပေါ့နော်တကယ်ဘယ်မှာလားဘယ်နိုင်ငံမှာလားတဲတို့တငယ်ချင်းဖွဲရတော့အပြင်မှာထွက်စားရဲဈေးကြီးရဲဆိုပြီးတော့အဲ့လိုအိမ်မှာဝယ်စားရနေဆိုလို့ရှင်ပိုးရောင်ကုန်နေပေါ့နော်ဒါတော့သူညီသူညီမလေးတို့နေရာပေးပြီးတော့နေရာပြောင်းနေရဲ့အင်ရှင်လေးမယားနှစ်ယောက်ပေါ့နော်စားလို့ရလားရတယ်။ဟုတ်တယ်ဒီတဲ့နေ။တဲ့တယ်အမလို့အဲ့ဒါမကွက်ရဲ့အချင်း မတယ်ဟုတ်တယ်ရောတာ။ဒီလိုပဲတော့တယ်။ဟာလာတိုင်းကောက်ရောတာဝယ်တယ်။ဟိုက်ပါလေ။ကတက်စုကျွေးနေစားမယ်။သူပဲတယ်ဒီစက်ရောက်နေရတယ်တော်တယ်ရတဲ့စိတ်လိုက်လုံးရတဲ့စိတ်ဗီဒီယိုရိုက်လေအကဲတက်စုဗီဒီယိုရိုက်လေဝါခဏဝါနေကပ်ရရဒီမှာထားတာ။တော့ပဲကလေးမလေးဒီဒီပြချင်းခွာမှာရုပ်ကြမလားတော့လိုက်တော့ငါတို့လူခွာရုပ်ကြမလားတော့လေငါတို့ကပြတ်တယ်လေတောင်းနေဟာကြောက်တုံးမယ်နေဟာဟဲ့ဟဲ့ကနေရဟိုဖြစ်သွားတော့မကြည့်နေတယ်ခေါ်တာပြောတယ်လို့လည်းမရဘူးဟိုနေ့ကဟိုဘဲကိုအတီကားပြပို့ကပို့ထားတာပဲပုံမစားဘူးလေဒါလည်းကတ်လိုက်ရတာ ဒါလည်းမသိဘူးကတ်တယ်ဒါတစ်လုံးကတ်ထားတယ် အလုံးကအလုံးလိုက်ကတ်တာဟုတ်ပါ ဘယ်ကလဲဘယ်ကလုံးလိုက်ကတ်မလို့အမအဲ့ပါလေအဲ့ဒါပါလေအကုန်ယူသွားလိုက်တော့အကုန်လုံးမစားဘူးဒါပရမရောအကုန်လုံးပါပါဒါတော့မနက်ပိုင်းမှာဖုံဖုံတော့ရောဧည့်သည်တွေပါလာပြီးတော့တဲလှူထားတဲ့အချိုပွဲတွေပေါ့နော်အဲ့တော့ညနေမှာပိုနေရတဲ့တဲတို့စားမယ်ဆိုပြီးထုတ်လာတာပါဒီလိုပြရကျွန်တော်ပြန်လာပြီတင်ချိန်လိုက်ဟာရှင်ကမလေးစားရှင်ကမလေးဟိုပါရရဟာကျွန်တော်မှပဲရောရဲရဲတာရောဝမ်းမစားဘူးကျွန်တော်တိတ်မကြိုက်အဲ့ဒီဆူစားအင်းရှင်နေတာမောက်တယ်လုံးလောက်ငါပြောစီကိုကိတ်တွေတင်းကျွေးနေတော့လည်းလောခုနကခင်းထားတဲ့စားစရာအကုန်ကုန်သွားလို့ဆိုပြီးတော့ဆူရှီထပ်ပြီးတော့မှားစားကြတာပေါ့နော်မစိုးကြဝေဝါစိတ်သားပြောတယ်တကယ်ကြီးတောက်ခါတယ်ပဲဝါနော်နေရည်ပါရနေရလေပါရီယာအတလေးခါလာရှင်ဝါလို့တက်ကအားလေးတကယ်ပဲဝါနော်ပြီးကလာကလေးကလာကြည့်တော့ငါပဲနဲ့လူတွေလိုမျိုးကောင်းမှတက်ထားပါတက်လည်းမကြည့်နိုင်ဘူးကင်မရာလေးဒီနားလေးမှာဟန်နေပါတယ်ဟန်နေအောင်နေခဏမှာနောက်ချက်နဲ့ပါဆုံးပြီးပြီးနေဘာလို့ကိုအဲ့ဘာနဲ့ထုံနေသေးတယ်တယ်လေအဲ့မရသေးထူတယ်အရင်အဲ့လိုမျိုးထူတာမကြွေးနေမရှိတော့ရပါလေးဟာတနာပါတယ်လက်ကလေးနဲ့ပြန်အဲ့လိုကြွေးစားမှာပလေးစောင်းလေးပေးမယ်လေဘယ်လိုလဲရအရေးပြောပါဘယ်နှမြောက်ပလေးလီဗမြောက်လားအေးမန်ဂိုအင်ကြီးရစူးငုံမီမန်ဂိုမန်ဂိုမဟုတ်လားမန်ဂိုတကယ်ချင်းနဲ့နောက်ဆုံးစီစဉ်ရတော့ပြန်ကန်နေပြီဆိုစိုက်ထားတဲ့ပတ်စံတွေကိုခဏပေါက်စက်နဲ့အဲ့လိုပဲစားကြရပေါ့နော်တဲ vlog လေးကတော့ဒီလောက်ပါပဲနောက်ထပ် vlog တွေကြမှာပဲပြန်ပြီးတွေ့ပါမယ်ရှင်